ဒီနေ့ကလူငယ်တော်တော်များများကအောင်မြင်ခြင်းနဲ့ကြီးပွားတိုးတက်ခြင်းနဲ့ဆိုတဲ့စိတ်တွေရှိကြပါတယ်။ဒါပေမဲ့ဘယ်လိုလုပ်ရမလဲဆိုတာကိုတော့90ရာခိုင်နှုန်းသောလူငယ်တွေကမသိကြပါဘူး။လွန်ခဲ့တဲ့3နှစ်ကကျမလည်း90ရာခိုင်နှုန်းသောလူငယ်တွေကတယောက်ဖြစ်ခဲ့မှုပါတယ်။ဒါပေမဲ့နီလန်းလေးကိုရှောက်ပွင့်ရင်းနဲ့ပဲကျမတို့လူငယ်တွေအလွယ်ကူဆုံးစတင်နိုင်မဲ့လှုပ်ဝက်ချီလန်း3လမ်းကိုကျမရှောက်ပွင့်တွေ့ရှိခဲ့ပါပြီ။ဒီချီလန်း3လမ်းကြောင့်လွန်ခဲ့တဲ့3နှစ်ကကျမနဲ့အခု2026ရဲ့ကျမကလူတစ်တယောက်လိုပြောင်းလဲသွားပါပြီ။ဒီ podcast ထဲမှာတော့လူငယ်တော်တော်များများမဖြစ်နိုင်ဘူးလို့ထင်နေတဲ့အရာလေးကိုပြောပြပေးသွားမှာပါ။အားလုံးပဲမင်္ဂလာပါ။ကျမကတော့ in podcast မှာ in နဲ့ဖြစ်ပါတယ်။ဒီနေ့ခေတ်လို့ဇယိစကကြီးမြင့်နေတဲ့အချိန်မှာလစာ9သိန်းလောက်နဲ့ဘဝပြောင်းလဲဖို့ဆိုတာမဖြစ်နိုင်ဘူးလို့လူငယ်တော်တော်များများကထင်နေကြပါတယ်။ဒါဟာလူငယ်အများစုတွေးမိကြတဲ့အတွေးမှားတစ်ခုပါလူငယ်90ရာခိုင်နှုန်းလောက်မတွေးမိတဲ့အရာကလစာ9သိန်းနဲ့လည်းဘဝပြောင်းလဲနိုင်တယ်ဆိုတာပါပဲတကယ်တော့ဝင်ငွေဆိုတာကဘယ်လောက်ပဲရရစနစ်တကျစီမံတက်ဖို့ပဲလိုတာပါလစာ9သိန်းဆိုတာကလည်းရက်တက်နေမှာမဟုတ်ပါဘူးစတင်မှုအတွက်ခြေလှမ်းတစ်ခုသာဖြစ်ပါတယ်နော်ဒီတစ်ခေါက် podcast လေးမှာတော့လစာ9သိန်းနဲ့ဘဝကိုပြောင်းလဲနိုင်မဲ့လှုပ်ဝက်ချီနှန်းလေး3လမ်းကိုပြောပြပေးသွားမှာပါအခုကမြန်မာနိုင်ငံမှာကလစာ9သိန်းဆိုတာလူငယ်အများစုရရှိနေတဲ့ပမာဏပဲဖြစ်ပါတယ်ဒီလိုမျိုးလစာ9သိန်းသာရတယ်လို့ဘဝမပြောင်းလဲနိုင်မှုထင်နေတဲ့လူငယ်တွေထဲမှာကျမလည်းတယောက်အပါအဝင်ဖြစ်ခဲ့ပူပါတယ်ဒါပေမဲ့ဒီချီလန်း3လမ်းကိုကျမစတင်နိုင်ခဲ့တဲ့အချိန်မှာတော့လစာ9သိန်းနဲ့လေဘဝပြောင်းလဲနိုင်တယ်ဆိုတာသိခဲ့ပါပြီဒီတစ်ပတ်မှာတော့လစာ9သိန်းနဲ့ဘဝကိုပြောင်းလဲနိုင်မဲ့လှုပ်ဝက်ချီလန်းလေး3လမ်းလေးကိုညှဝေပေးသွားပါမယ်ပထမခြေလှမ်းကတော့ပညာချေရဲ့ဗန္ဒာရေးအခြေအနေတွေကိုသိထားရမှာပါ။ကိုယ့်ရဲ့ငွေကြေးအခြေအနေတွေကိုသိထားပြီးငွေကြေးစီမံနိုင်မှသာယခုလက်ရှိဘဝကနေပြီးတော့တစ်ဆင့်တက်နိုင်မှာပဲဖြစ်ပါတယ်နော်။ဒီလိုသိထားဖို့အတွက်ဆိုရင်တော့လစာရဲ့ဘယ်လောက်ကိုအသုံးပြုနေလဲဘယ်အရာတွေအတွက်သုံးနေလဲဆိုတာကိုတော့မှတ်ထားဖို့လိုအပ်ပါတယ်။ဒီလိုမမှတ်ထားဘူးဆိုရင်တော့လမကုန်ခင်လစာကအရင်ကုန်နေတာမျိုးမဟုတ်ဘူးဆိုရင်လည်းအကျွေးကအမြဲတမ်းပြင်နေတာမျိုးတွေတောင်ဖြစ်နေနိုင်ပါတယ်။ဒါတွေကငွေကြေးကပေးတဲ့စိတ်ကိစ္စမျိုးတွေပါ။ဒါကြောင့်ကိုယ့်ရဲ့ဝင်ငွေထုံးတွေကိုသိချချင်းညှိနှိုင်းဖို့လိုအပ်ပါတယ်နော်။ဒီလိုမျိုးကိုယ့်ရဲ့ဝင်ငွေထုံးတွေကိုသိချချင်းညှိနှိုင်းပြီးကိုယ့်ရဲ့ဗန္ဒာရေးအခြေအနေတွေကိုသိချသိထားပြီးဆိုရင်တော့နောက်တစ်ဆင့်ကိုစလို့ရပါပြီ။ဒီနေရာမှာနောက်တစ်ဆင့်မစခင်တစ်ခုချိန်ညာချင်တာရှိတာကနောက်ပတ်တင်မှာတော့တချင်တဲ့3လမ်းကိုလမ်းနေစဉ်ပဲကျမကြောင်နေရတယ်။မားတွေတင်ငန်းစာတွေကနေတစ်ဆင့်ဘလူးမြုံညံမှုတွေဘလူးမျိုးစုဆောင်မှုတွေလုပ်ပြီးတော့မှဝန်ထမ်းဘဝကနေလွတ်မြောက်လာခဲ့လို့ဆိုတာအသေးစိတ်ညှဝေပေးသွားမှာပါ။စိတ်ဝင်စားတဲ့လက်ကဆောင်ဝန်ထမ်းဘဝကနေမှန်တကယ်လွတ်မြောက်ချင်ဆိုရင်တော့ channel လေးကို subscribe လုပ်ထားပေးပါ။ဒါဆိုရင်တော့ဒုတိယ channel လေးကို follow ကြမယ်နော်။ဒုတိယခြေလှမ်းလေးကငွေစုရမှာပါငွေစုဆောင်တဲ့ကဘဝငွေကြေးပြီးနေမှုအတွက်အခြေခံအမှုတစ်ခုဖြစ်ရတာကလည်းဒီတိုနဲ့ရေရှည်မှာပါအကျိုးများစွာရရှိနိုင်ပါတယ်ဒီတိုအတွက်ကြည့်မယ်ဆိုရင်တော့လက်ထက်မဲ့တဲ့အခြေအနေတွေပုံမှန်အားဖြင့်လုပ်တဲ့ကချမ်းသာတာတွေအတွက်အရေးပေါ်ရမှာလို့ဆိုလည်းမမှားပါဘူးဒါကြောင့်ငွေပုံမှန်စုနိုင်အောင်လေ့ကျင့်လို့လိုအပ်ပါတယ်ငွေစုဆောင်မှုများစွာရှိလို့ပုံနဲ့အဆင်ပြေတဲ့နည်းနဲ့စုနိုင်လို့ဒီမှာအသုံးပြုတဲ့ဂျူလီယန်နဲ့စုနည်းနဲ့လည်းစုလို့ရပါတယ်ဒီလိုစုနည်းလေးကဒီကိုသုံးရလို့စုမိတယ်လို့လည်းခံစားရတယ်နော်ဒီလိုကိုကပုံမှန်စုနိုင်တဲ့တရားဖြစ်ပြီးဆိုရင်တော့နောက်တစ်ဆင့်မှာငွေပင်လေးတွေပေါက်ဆိုင်လို့ရပါပြီဟုတ်ပါတယ်တတိယထင်လေးကငွေပင်လေးတွေဆိုင်ရမှာပါတနည်းအားဖြင့်ရင်းနှီးမြှုပ်နှံလို့ခေါ်ပါတယ်ငွေဆိုတာကစုထားပြီးရင်တော့စုထားတဲ့ငွေတွေကိုတိုးပွားလာအောင်ငွေပင်တွေစိုက်ထားဖို့လိုအပ်ပါတယ်နော်ငွေပင်တွေစိုက်ပင်နဲ့စုပဲစုထားလို့ဆိုရင်ငွေကြေးဖောင်းပွားမှုတွေရှိလာတာနဲ့အမျှတငွေချင်းရဲ့ငွေတန်ဖိုးကရောကြလာမှာဖြစ်ပါတယ်ဒါကြောင့်ငွေရဲ့တန်ဖိုးကိုထိန်းသိမ်းဖို့အပြင်တိုးအောင်လုပ်ဖို့အတွက်ရင်းနှီးမြှုပ်နှံထားဖို့လိုအပ်ပါတယ်နော်ငွေကြေးရင်းနှီးမြှုပ်နှံဖို့ဆိုတာကငွေအများကြီးရှိမှ
ရင်းနှီးမြှုပ်နှံလို့ရတယ်လို့လူငယ်အများစုကအထင်မှားတတ်ကြပါတယ်တကယ်တော့ရင်းနှီးမြှုပ်နှံဖို့အတွက်ငွေသိန်းစေတီရကြီးဖြစ်နေစရာမလိုပါဘူးငွေကြေးအနည်းငယ်နဲ့လည်းစောင့်လို့ရပါတယ်ကျမလည်းအနည်းဆုံး9000နဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့ပြီးပါတယ်ဒါကြောင့်ငွေအများကြီးရှိတာမရှိတာကိုကြည့်ဆိုင်စရာမလိုပါဘူးအထူးကခုပုံဝင်ချက်မှာဘာလို့မလို့ရှာပါငွေကြေးရင်းနှီးမြှုပ်နှံမှုပုံစံများစွာရှိတာမလို့ကိုနဲ့အဆင်ပြေပြီးတော့မှတိုက်ညီတဲ့ထင်တာကနေစလို့ရပါတယ်ဒီနေရာမှာတစ်ခုတစ်ပြည့်စနာကကိုနားမလည်တဲ့လုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံမှုကိုရှာရတာပါဒီလိုမျိုးရင်းနှီးမြှုပ်နှံတဲ့ငွေတင်သေးလေးတွေဆက်ပြီးတော့မှ passive investment တွေတိစောက်ထားနိုင်ရင်တော့နောက်ဆုံးဝယ်ပြီးလေးတွေကနေငွေတင်ကြီးဖြစ်လာတဲ့အခါငွေကြေးလွတ်လပ်မှုလမ်းပေါ်ရှောင်လန်းလာပြီးတော့ဝန်ထမ်းဘဝကပြင်ပြောင်းနိုင်ပါပြီအဲ့ဒီနောက်ငွေဝင်တဲ့ဘဝငွေကကိုယ့်အတွက်ပြအလုပ်လုပ်ပေးမဲ့ဘဝကိုတကယ်ချင်းမပိုင်ဆိုင်ဘူးလားပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ဒီချင်းလန်း3လန်းလန်းနိုင်အောင်စူးစမ်းကြည့်ပါတကယ်ချင်းလန်းနိုင်မှာသိချပါတယ်ဒီတစ်ပတ်မှာတော့နောက်စာ9သိန်းနဲ့လေဘဝပြောင်းလဲလို့ရကြောင်းခြေလန်း3လန်းလေးကိုပြပြခဲ့ပြီးပါပြီနောက်တစ်ပတ်ဒီမှာတော့ကျမရဲ့ဒီခြေလန်း3လန်းကရခဲ့တဲ့အတွေ့အကြုံအစစ်အမှန်လေးကိုမျှဝေပေးသွားမယ့် podcast လေးနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲလစာ9သိန်းရနေစပြီးတော့မှဘဝပြောင်းလဲနိုင်ကြပါစေ podcast လေးရဲ့အဆုံးအထိအတူတူရှိနေပြီလို့ကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာပြန်ဆုံပါမယ်နော်အားလုံးပဲတာယာသောနေ့လေးဖြစ်ပါစေရှင်